မြတ်စွာဘုရားကတရားဆိုတာဖရာပဲလို့ပြောခဲ့တယ်လေရှင်ဝဲကလေးကိုတောင်မှမြတ်စွာဘုရားကယောဓမ္မပတ္တိသောမပတ္တိဓမ္မကိုတွေ့မှငါ့ကိုတွေ့မှမင်းဓမ္မကိုတွေ့မှငါ့ကိုတွေ့မှငါနဲ့တွေ့မှလဲဓမ္မဆိုတာသိမှလို့ရှင်နန္ဒာကိုမှားခဲ့တဲ့စကားတစ်ခုဆိုရင်ငါပြိဋိဘံဆံသွားလို့ရှိရင်ငါဟောခဲ့တဲ့ဝိနည်းပြညတ်ခဲ့တဲ့ဝိနည်းနဲ့ဟောခဲ့တဲ့ဓမ္မတွေဟာမင်းတို့ရဲ့ဆရာပဲဆိုရင်မြတ်စွာဘုရားကဆက်ဆက်စားအနေနဲ့ယာတုဆက်ခံဖို့ရပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မဝိနည်းကိုသာရွေးခဲ့တာဖြစ်တယ်အခုခေတ်ကျတော့လူကိုပဲရွေးကြတယ်လေသမထတူငြိမ်းစားယူသွားရင်နောက်သမထပုဂ္ဂိုလ်ပဲမဟုတ်လားဥက္ကဋ္ဌတယောက်ငြိမ်းစားယူသွားရင်နောက်တက်တဲ့လူကလည်းဥက္ကဋ္ဌပဲမဟုတ်လားအဲ့ဒါလူလောကလူတွေကတော့ပုဂ္ဂိုလ်ပဲရွေးတာမြတ်စွာဘုရားကပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မကိုပဲရွေးခဲ့တယ်ဒါကိုဆက်ဆက်ဆံလို့ခေါ်တယ်ယာရုဆက်ခံသူမြတ်စွာဘုရားယာရုဆက်ခံတာဘယ်သူလဲလို့မေးရင်ဓမ္မဝိနည်းအခုဝိနည်းစာတော်ပြန်မွေးကြီးကျင်းပနေတယ်လက်ပြန်ဆိုပြီးတတ်ပြီအဲ့ဒီဝိနည်းစာတော်ပြန်မွေးဟာမြတ်စွာဘုရားမိန့်ခဲ့တဲ့စကားတိုင်းဆိုလို့ရှိရင်ဖရာပဲမြတ်စွာဘုရားငါမရှိလို့ရှိရင်ငါပြည့်ညတ်ခဲ့တဲ့ဝိနည်းငါဟောခဲ့တဲ့ဓမ္မတွေဟာမင်းတို့ရဲ့ဆရာပဲလို့ဆိုပြီးဓမ္မဝိနည်းကိုခြံထားခဲ့တာဖြစ်တယ်ပေါ့